ယခုလိုမင်္ဂလာရှိလာသောမြင့်မြတ်လာသောအခမ်းအနားတစ်ခုပေါ်ပေါက်နေခြင်းတွေကျေးဇူးရှင်ပေါင်းတို့အားပထမဆုံးနေနဲ့ဂုဏ်ပြုပြောကြရမှာဖြစ်ပါတယ်ဖယားတရားတန်ခါမိဘဆရာအနန္တနန္ဒ၅ပါးတို့ရဲ့ဂုဏ်ကျေးဇူးကြောင့်မို့လို့သာယခုလိုမင်္ဂလာရှိလာသောမြင့်မြတ်လာသောအခမ်းအနားတစ်ခုပေါ်ပေါက်နေရခြင်းဖြစ်ပါတယ်၎င်းအပြင်ခွင့်ပြုခြင်းပေးတော်မူကြကုန်သောတန်ဃာတော်ရှင်သူမြတ်ပေါင်းတို့နဲ့သက်ဆိုင်ရာလူကြီးမင်းပေါင်းတို့ရဲ့ခွင့်ပြုခြင်းနဲ့အညီယခုအခမ်းအနားကိုကမဂရပြုပြီးစီစဉ်ဆောင်ရွက်ပေးသောရွှေတန်လွင်ကုမ္ပဏီမိသားစုဝင်အားလုံးများနှင့်တကွာယခုခန္ဓာကိုအဖေဖက်ကနေပြီးလိုလေသိမရှိအောင်သာသနာပြုပေးကြတဲ့မြင့်မြတ်ပုဂ္ဂိုလ်များဖြစ်ကြတဲ့တတိပွားယောဂီများအားလုံးတို့နှင့်တကွာယခုခန္ဓာသို့ကြွရောက်ချီးမြှင့်ကြသောဗုဒ္ဓသာသနာဝင်ယောဂီသူတော်စင်အားလုံးတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်သာယခုလိုမင်္ဂလာရှိလာသောမြင့်မြတ်လာသောအခမ်းအနားတစ်ခုပေါ်ပေါက်နေရခြင်းဖြစ်ကြောင်းဖယားရှင်ဤသာသနာတော်အတွက်ကျေးဇူးရှင်ပေါင်းတို့အားအထူးဂုဏ်ပြုအပ်ပါကြောင်းပထမအနေနဲ့ပြောကြားအပ်ပါတယ်ခင်ဗျာဒုတိယအနေနဲ့ကျွန်တော်အနေဖြင့်အမြဲဝေါ်ခံပါတယ်ကျွန်တော်ဒီယနေ့ချိန်ထိจิตဆဲပုဂ္ဂိုလ်ဖြစ်ပါတယ်မပြည့်စုံသေးပါဘူးအားနည်းခြင်းများတစုံတရာပေါ်ပေါက်ကြလို့ရှိရင်မြည်သည့်ပုဂ္ဂိုလ်မဆိုမြည်သည့်နေရာမြည်သည့်အချိန်မဆိုကျွန်တော်အားပြုပြင်ပေးနိုင်ပါတယ်ဆုံးမတော်သင်နိုင်ပါတယ်လို့အားလုံးကိုလေးစားစွာဖြင့်အနံ့အပ်ပါတယ်ခင်ဗျာတာရိယအနေနဲ့ဘုရားရှင်ကိုတော်မြတ်ကြီးဤအနာမတက္ကတုတ်တန်ရာဘဝတန္တရာဆက်ဆက်တွင်အားလုံးတို့သည်ဆွေမျိုးများဖြစ်ကြပါတယ်ဘဝတန္တရာဆက်ဆက်ကကျွန်တော်ရဲ့ကျေးဇူးရှင်ဟောင်းမိဘဟောင်းဘိုးဘွားဟောင်းဆွေမျိုးဟောင်းများကိုယနေ့အမြင့်ဆုံးဖြစ်သောဝိပဿနာဓမ္မဖြင့်ကျေးဇူးဆက်ခွင့်ရနေတယ်လို့ဝမ်းမြောက်ဝမ်းသာဖြင့်ခံယူပါတယ်ယောဂီပေါင်းတို့ကလည်းပဲဘဝဟောင်းတုန်းကငါသားငါဆွေမျိုးကနေပြီးငါတို့ကိုအမြင့်ဆုံးဓမ္မဖြင့်ပြန်လဲပြီးကျေးဇူးဆက်နေပါလားလို့နှလုံးသွင်းကြစေချင်ပါတယ်ဆွေမျိုးစကားဝိုင်းကိုစကြရအောင်ခင်ဗျာယောဂီပေါင်းတို့ရေယနေ့ဆွေးနွေးမဲ့တရားရဲ့ခေါင်းစဉ်ကကြတော့အပယ်ပိတ်တရားလို့ခေါင်းစဉ်တတ်ထားပါတယ်ဒါကြောင့်မလို့ပထမဆုံးအနေနဲ့ခေါင်းစဉ်ရဲ့အဓိပ္ပာယ်ကိုရှင်းပြရမယ်ဆိုရင်အပယ်ဆိုတာကကြတော့အာလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းအပယ်လေးပုံဖြစ်ပါတယ်အဲ့ဒီအပယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖွဲ့တဲ့အခါမှာချမ်းသာကင်းပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခွင့်မရတဲ့ဘုံဖြစ်ပါတယ်အဲ့ဒီလေးပုံကကြတော့ပထမဦးဆုံးကကြတော့ပိတ္တာဘုံဒုတိယကငရဲဘုံပြီးတော့တရိษံဘုံပြီးတော့အတူတကယ်ဘုံဆိုပြီးတော့ဘုံလေးဘုံဖြစ်ပါတယ်အဲ့ဒီအပယ်လေးဘုံကိုအပယ်လို့ခေါ်ပြီးပိတ်တဲ့တရားဆိုတာကအပယ်ကိုမရောက်ရလေအောင်จิตသုံးရမြဲဓမ္မကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့အပယ်ပိတ်တရားသည်အပယ်လေးဘုံကိုမရောက်ရလေအောင်ဘယ်လိုမျိုးကျင့်ရမလဲဆိုတဲ့တရားကိုယနေ့မိဘများကိုဆွေးနွေးမှာဖြစ်ပါတယ်ရှိသမျှသောလူသားအလုံးတို့သည်အပယ်ကိုမရောက်ချင်ကြပါဘူးလို့လူတိုင်းလူလူတို့သည်စိတ်ထဲကလည်းဆုံးဖြတ်ပါတယ်ပါဇက်တွေကလည်းပဲအလုံးလူလူပြောကြပါတယ်ဒါပေမဲ့ကာယကံမြောက်ကိုကြတော့လက်တွေ့ကြည်ကြံမှုတွေကိုကြတော့အားနည်းနေတာကိုတွေ့ရှိရပါတယ်အဲ့ဒီလိုမျိုးကာယကံမြောက်ကြည်ကြံမှုမရှိသမျှကာလပတ်လုံးအပယ်ဘေးကနေပြီးမလွန်မြောက်နိုင်ဘူးဆိုတာကိုသိစေခြင်းတဲ့စေတနာဖြင့်ကြွရောက်လာကြတဲ့မိဘဆွေမျိုးတွေကိုတိုက်တွန်းကျေးဇူးဆပ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဆွေးနွေးတဲ့အခါမှာအပိုင်း၅ပိုင်းအနေနဲ့ကျွန်တော်ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်နံပါတ်1အပိုင်းတွေကကြတော့ဓမ္မရဲ့ပင်ကိုတတ္တိဆိုတဲ့အပိုင်းကိုဆွေးနွေးပြီးတော့နံပါတ်2ကကြတော့အပယ်သို့ကြာရောက်ဘုံကိုဆွေးနွေးပြီးတော့နံပါတ်3အပိုင်းကကြတော့လူဘဝရခဲ့ခြင်းနဲ့တန်တရာရှီလဘုံကိုဆွေးနွေးပြီးတဲ့အခါမှာနံပါတ်4ပိုင်းကကြတော့ဝိပဿနာအဓိပ္ပာယ်နဲ့ဘာကြောင့်အာထုတ်တဲ့တလဲဆိုတာဆွေးနွေးပြီးတဲ့အခါမှာနံပါတ်5ပစ္စမအပိုင်းနေနေကကြတော့အပယ်ပိတ်အောင်စူးစမ်းကြပါစို့လို့တိုက်တွန်းကျေးဇူးဆပ်မှာဖြစ်ပါတယ်ကျွန်တော်အနေဖြင့်ရင်းနှီးပျော်ပျော်ရွှင်ရွှင်ဖြင့်မိဘဆွေမျိုးတွေကိုပြောတဲ့အခါမှာမိသားစုပုံစံဆွေးနွေးတဲ့အခါမှာကိုဟန်အမူအရာဖြင့်အနှဲငယ်များပြခဲ့လို့များတကယ်လို့ရိုင်းသွားခဲ့လည်းများယူဆခဲ့ရင်ခွက်လောက်ပါလို့ကြိုတင်တောင်းပန်ပါတယ်အဓိကကကြတော့ယောဂီတွေရဲ့နှလုံးသားထဲမှာဓမ္မကိုစွဲသွားစေခြင်းတဲ့စေတနာဖြင့်တိုက်တွန်းမှာဖြစ်ပါတယ်နံပါတ်1ပထမအပိုင်းအနေနဲ့ဓမ္မရဲ့ပင်ကိုတတ္တိတွေကိုဆွေးနွေးတဲ့အခါမှာဆိုရင်ဓမ္မသည်
ရေဆိုတာလူတွေအလုံးနေ့စဉ်သုံးစွဲနေတဲ့ပေါက်သုံးရေတွေရှိပါတယ်အဲ့ဒီလိုရေနဲ့ဓမ္မသည်သဘောချင်းအလွန်ပင်နိစ္စစွာတူလာပါတယ်ယောဂီများအလုံးနဲ့နေ့တိုင်းလူသုံးစွဲကြပါတယ်အဲ့ဒီရေကိုသုံးစွဲကြတဲ့အခါမှာနံပါတ်1က person ပုဂ္ဂိုလ်မရွေးလူမျိုးမရွေးဘာသာမရွေးပြီးတော့ကအသိအရွယ်မရွေးအသားအယောင်မရွေးအချောလမရွေးပါဘူးတဲ့ပြီးတော့ဆင်းရဲချမ်းသာမရွေးဘူးအယုတ်အလန့်အမြတ်ကိုလည်းမရွေးဘဲနဲ့ပုဂ္ဂိုလ်မရွေးသုံးစွဲနိုင်ကြပါတယ်ဒုတိယကကြတော့ place နေရာမရွေးပါဘူးတဲ့နေရာမရွေးတဲ့နေရာမှာနိုင်ငံတွေမြို့တွေရွာတွေအိမ်တွေမရွေးဘဲနဲ့သုံးစွဲနိုင်ကြပါတယ်တတိယကကြတော့ time အချိန်မရွေးပါဘူးတဲ့မနစ်ပိုင်းနေ့လေညဒါမှမဟုတ်လို့ရှိရင်နေ့ရက်လနှစ်တွေမရွေးဘဲနဲ့ဘယ်ပုဂ္ဂိုလ်တွေ့မဆိုဘယ်နေရာမှာမဆိုဘယ်အချိန်မှာမဆိုရေကိုသုံးစွဲနိုင်ကြမှာဖြစ်ပါတယ်သုံးစွဲသူတိုင်းမှာလည်းပဲနံပါတ်1အနေနဲ့ရေကိုသုံးစွဲတဲ့ပုဂ္ဂိုလ်တို့သည်ရေငတ်ကိုပြေစေပါတယ်တဲ့နံပါတ်2ကအသက်ကိုဆက်လက်ပြီးတော့ရှင်သန်ကြီးထွားစေပါတယ်နံပါတ်3ကကြတော့ကိုယ်စိတ်နှစ်ပါးကိုသရှင်းပြီးကြည်လင်စေပါတယ်တဲ့နံပါတ်4ကကြတော့ကိုယ်စိတ်နှစ်ပါးကိုအေးမြစေပါတယ်တဲ့အဲ့ဒါတို့ဒီရေရဲ့ပင်ကိုတတ္တိတွေဖြစ်နေတယ်လို့ပါပဲတဲ့ဓမ္မတီလည်းပဲဘယ်ပုဂ္ဂိုလ်တွေ့မဆိုဘယ်နေရာမဆိုဘယ်အချိန်မှမဆိုဓမ္မကိုจิตသုံးလို့ရတယ်จิตသုံးတဲ့ပုဂ္ဂိုလ်တိုင်းမှာလည်းပဲခုနကရေကရရှိတဲ့အကျိုးမြတ်လို့ပါပဲတဲ့တက်ကကြတော့ရေကကြတော့ရေငတ်ပြေစီတယ်ဓမ္မအစစ်ကိုသုံးဆွဲတဲ့ပုဂ္ဂိုလ်တွေကြတော့ကာမရာဂတွေတဏှာရာဂတွေနဲ့အာသငန်းငန်းတက်နေတာတွေကိုပြေစေနိုင်ပါတယ်တဲ့နံပါတ်2အနေနဲ့ကအသိကိုဆက်လက်ပြီးတော့ရှင်သန်ကြီးထွားစေတယ်လို့ပါပဲဓမ္မကိုသုံးဆွဲသောပုဂ္ဂိုလ်အလုံးတို့သည်ကုသိုလ်ကောင်းမှုတွေကိုတိုးပွားကြီးပွားပြီးဆက်လက်ပြီးတော့ရှင်သန်ကြီးထွားစေပါတယ်နံပါတ်3အနေနဲ့ကိုယ်စိတ်နှစ်ပါးတို့ကိုကြည်လင်ပြီးသရှင်းစေတယ်လို့ပါပဲဓမ္မကိုသုံးဆွဲသောပုဂ္ဂိုလ်များအလုံးတို့သည်လည်းဝိတ္တုတ္တိဖြတ်ပြီးတော့ကြည်လင်သရှင်းစေတာကိုတွေ့ရှိရပါတယ်နံပါတ်4အနေနဲ့ကသုံးဆွဲသူအလုံးတို့သည်ရေကိုသုံးဆွဲတဲ့သူတွေအလုံးတို့သည်ကိုယ်စိတ်နှစ်ပါးတို့ကိုအေးမြစေတယ်လို့ပါပဲဓမ္မအစစ်ကိုသုံးဆွဲသောပုဂ္ဂိုလ်များတို့သည်ကိုယ်စိတ်နှစ်ပါးတို့ကိုအေးမြစေတဲ့အပြင်ငြိမ်းချမ်းမှုကိုရပြီးအဆုံးမှာနိဗ္ဗာန်သို့တိုင်မျက်မှောက်ပြုနိုင်တယ်ဆိုတာကိုတွေ့ရှိရပါတယ်ဒီနေရာမှာဓမ္မနဲ့ရေတို့သည်အင်တန်တူလာပြီးတော့သုံးဆွဲသူပုဂ္ဂိုလ်မရွေးနေရာမရွေးအချိန်မရွေးသုံးဆွဲလို့ရတယ်လို့ပဲအကျိုးများတို့သည်လည်းအားလုံးတို့တွင်အကျိုးပြုမှုတွေကိုပေါ်စေနာကိုတွေ့ရှိရပါတယ်ပင်ကိုတတ္တိတွေအားလုံးရှိကြတာကိုတွေ့ရတယ်ဒါပေမဲ့ရေနဲ့ဓမ္မနဲ့ကွာခြားမှုတစ်ခုကတော့ရေသည်ယခုလောကီဘဝတစ်ခုတွေ့ကိုသာလျှင်တနေ့တဘဝကိုသာလျှင်အကျိုးပြုမှုတွေကိုပေးပြီးဓမ္မကကြတော့လောကီအကျိုးသာမကလောကုတ္တရာတပံတရားလုံးအတွက်ကိုအကျိုးပြုမှုတွေကိုပေးပြီးတော့အဆုံးမှာမြတ်နိဗ္ဗာန်လို့ခေါ်တဲ့နိဗ္ဗာန်တို့တိုင်အငြိမ့်ဓာတ်ကိုမျက်မှောက်ပြုနိုင်ပါတယ်ဆိုတာထူးခြားလာခြင်းဖြစ်ပါတယ်ဒီနေရာမှာအထူးသတိပြုစေချင်တာကတော့ရေကိုသုံးဆွဲသူတို့ရဲ့ရည်ရွယ်ချက်တွေနံပါတ်1ကရည်ရွယ်ချက်တွေနံပါတ်2ကပြုပြင်စီရင်ပေးမှုတွေပေါ်မှာမူတည်ပြီးတော့အခါဓာတ်နဲ့ရေကိုရောလိုက်တဲ့အခါမှာအခါရေဖြစ်သွားပါတယ်ဒီလိုပါပဲအချိုဓာတ်